ဖုံးတစ်ပါးဟာတန်တောင်6တစ်ခုတည်းခေါင်းချင်းချနေခဲ့ပါတယ်။သူဟာလှုပ်ရှားလိုက်တာနဲ့တေဘေးရောက်နိုင်တယ်ဆိုတာကိုသိလျက်နဲ့ငြိမ်သက်စွာရပ်တည်နေခဲ့ပါတယ်။ထိုဖုံဖုံးရဲ့အားရင်ချိနဲ့နေတဲ့ပုံစံကိုမြင်တွေ့ရတဲ့ရန်သူကတော့ဝမ်းသာအားရရဲမောပျော်ရွှင်နေပါတယ်။အတန်အန်ဒီယန်နဲ့ရင်ဆိုင်နေရပေမဲ့လေထိုမျိုးသားကတော့စိတ်ကိုတည်ငြိမ်စွာထားပြီးဖျားစာများကိုသာရွတ်ဆိုနေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲရန်သူရဲ့ဦးခေါင်းဟာလေထိုမျိုးသားရဲ့ဦးခေါင်းကိုချုပ်နှောင်ထားတဲ့တန်ကရိယာမျိုးနဲ့အလားတူတစ်ခုထဲမှာအကျဉ်းကျသွားပါတော့တယ်။တန်တောင်6ကတဖြည်းဖြည်းတင်းကျပ်လာချိန်မှာတော့ရန်သူဟာဘလို့ရက်တက်ရမှန်မသိပဲထိတ်လန့်တုန်လှုပ်လာခဲ့ပါတယ်။ထိုချိန်မှာပဲထိုဖုံဖုံးကသူ့ရဲ့လူသက်ချင်းနဲ့စိတ်ဆန္ဒတွေကိုစွန့်လွတ်ဖို့တိုက်တွန်းတဲ့ဖိနာစာများကိုဆက်လက်ရွတ်ဆိုနေခဲ့ပေမဲ့ရန်သူကနားထောင်ဖို့ငင်းဆန်နေခဲ့ပါရဲ့။နောက်ဆုံးမှာတော့အသက်ရှင်တန်ဖို့အတွက်စိတ်အားငယ်စွာဖြင့်ရန်သူဟာသူ့ရဲ့အကြမ်းဖက်နီးလန်းတွေကိုရပ်တန့်တော့မယ်လို့တဘောတူလိုက်ပါတယ်။ထိုအခါတန်ကရိယာကတဖြည်းဖြည်းချင်းလော့ကျလာပြီးသူ့ရဲ့အတက်ကိုချမ်းသာပေးလိုက်ပုံရပါတယ်။သို့တော့ထိုဖုံဖုံးဟာသူ့ရဲ့ဓမ္မလန်တန်ကိုတစ်ချက်လှုပ်ရမ်းလိုက်တာနဲ့သူ့ကောင်းပေါ်ကတန်ကရိယာဟာချက်ချင်းဆိုသလိုကျိုးပြတ်သွားခဲ့ပါတယ်။ဒီမြင်းခွင်းကြောင့်ရန်သူဟာလုံးဝမယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။စိတ်ဓာတ်တွေကျဆုံးသွားတဲ့ရန်သူဟာငင်းချမ်းစွာအနာယူခဲ့ရဲ့ထိုဖုံဖုံးကိုလုံးဝအရှုံးပေးလက်နက်ချလိုက်ပါတော့တယ်။